How do you prepare for cold or hot weather? I have already posted 2 videos for number 1 and 2 questions. Now it's a number 3 question about weather. So you can learn useful phrases and tips to answer very specific questions about weather, right? Okay, you must know number 3 question. How do you prepare for cold or hot weather? Area do tomorrow. နွေးတွေပူတဲ့ရာသီအတွက်ပူတဲ့အတွက်ဆိုရင်သင်ဘယ်လိုပြင်ဆင်လဲပေါ့နော်ဘယ်လိုပြင်ဆင်လဲ prepare ဆိုတာပြင်ဆင်တာပြောပါ so before we look at the simple answer you can try it out by yourself right ပထမဆုံးကျွန်တော်တို့ simple answer ကိုမကြည့်ခင်ပေါ့နော်ဥပမာဖြေပေးတဲ့ဟာလေးမကြည့်ခင်ဥပမာကိုတယောက်တည်းဖြေကြည့်လို့ရပါတယ်အဲ့ဒီ question လေးပေါ့နော်အဲ့ဒါဆိုပို့ပြီးတော့မှတ်မိပို့ပြီးတော့သင်ရတာပို့ပြီးတော့မှတ်မိပါလိမ့်မယ်ပေါ့နော် okay so after answering the question, you can look at the simple answer. You can listen to my explanation and learn something, right? Very great and interesting. Okay, simple answer here. For cold weather, I usually bundle up in warm layers and wear thick coats to stay warm. In hot weather, I make sure to apply sunscreen and wear lightweight clothes to keep myself cool. Okay. Yeah, do addressing, you know. I usually bundle up. Right? That you know, so there has bundle up to the bundle up. Bundle up ဆိုပါကြတယ်ဆိုဒီအောက်မှာ key phrases မှာရှင်းပြထားတယ်နော် It's phrasal verb, right? A casual phrase meaning to dress warmly, especially in there. ပုံမှန်ဝတ်တာမဟုတ်ဘူးဟိုဒီအခါအချက်ဝတ်တာပေါ့နော်ဟိုမှာအဝတ်ချေတွေကိုတစ်ချက်တည်းမဟုတ်ဘူးနဲ့နှစ်ထပ်သုံးချက်အဲ့လိုမျိုးထပ်ပြီးတော့ဝတ်တာကိုဒီလိုဖဲအောင်တော့ထပ်ပြီးတော့ဝတ်တာကိုဘာလို့ပြောပါလဲဘာပေါ့နော် phrasal verb လေးဖြစ်တယ် is ဟိုစကားconversation တွေမှာတော်တော်အသုံးညရဲ့စာလုံးလေးဖြစ်ပါတယ် bundle up warm there ဒီအခြေလေးကိုနွေးတဲ့အဝတ်ချေလေးကိုထပ်ပြီးတော့ဝတ်တာပေါ့နော်အဲ့လိုမျိုးဝတ်လေးရှိပါတယ် wear it out ကိုင်းကြီးချူချူကြီးရဲ့ဝတ်လေးရှိရဲ့ to warm တောင်းတော့ to stay warm ဆိုနွေးပြီးနေအောင်တော့နွေးသေးနေအောင်တော့နွေးထွေးနေအောင်တော့ပေါ့နော်အဲ့လိုဝတ်ကြပါတယ်ဒီပမာစကားအတိတ်မပြီးလို့နည်းနည်းတော့နားထောင်ဖို့နော်တခြားနားထောင်ဖို့ပါ okay in hot weather ကျွန်တော်ပူတဲ့ခါကျတော့ I make sure to apply sunscreen တေချာအောင်လုပ်တာပေါ့နော်ဒီမှာအထုံးရှာမဟုတ်ပါဘူးအဲ့ဆိုတာ link ကျန်တာပြောပါဟိုမှာ apply တနက်ခါ link တာ apply sunscreen ဆိုရင် sunscreen နေလောင်ခံတဲ့ lotion တွေ link တာပေါ့နော် apply sunscreen เนาะအဲ့ဒီစလုံးလေးမှတ်ထားကြပါမယ် apply sunscreen ဆိုတာlotion တွေပေါ့နော်နေလောင်ခံတဲ့ lotion တွေ sunblock တွေပါအဲ့လိုဟာ link တာပြောပြပါတယ် wear lightweight ပေါ့နော် lightweight ဆိုတဲ့စလုံးလေးအသုံးဝင်တာပေါ့နော် lightweight ဆိုတာပေါ့ပေါ့ပါဖြစ်တာပြောပါ lightweight clothes to keep myself cool is ချင်းလေးဖြစ်နေပေါ့ဒီနေအောင်အတွက်ပေါ့ပါအဝတ်ချေလေးဝတ်တဲ့ sunscreen ပါ link နေလို့ပြောပါ so key phrases ကကျွန်တော်တခါရှင်းပြပြီးသားဖြစ်တော့ပါနော် bundle up ဆိုတာပေါ်အစားတွေကိုနွေးနေအောင်ထပ်ပြီးတော့ဝတ်ထားပြောပါဒီတိုင်းပုံမှန်ဝတ်တာမဟုတ်ဘူးနော် bundle up ဆိုတာအဲ့လိုမျိုးထပ်ဝတ်တာပြောပါအဲ့ဒီ apply sunscreen ကကြတော့ခုနပြောလို့lotion တွေပါ link တာပြောပါ apply ဆိုတာ link ကျန်တာပြောပါနေလောင်ငယ်အကောက်ကိုကျန် link ကျန်ပါနော် cool ကကြတော့ဒီနေရာပြောလို့ comfortable ဖြစ်နေအဲ့နေတာပြောမှုနော် cool ဆိုတာ cool နဲ့မတူပါဘူး cold cool နဲ့မတူပါဘူးဒီတိုင်းတောင့်တတလေးအေးလေးဖြစ်နေတာပြောပါ cool let's look at the notes note လေးပါတယ်ပေါ့နော် According to mention specific actions like dressing appropriately or using protective items to show how to deal with the weather ဒီလိုမေးခွန်းတွေဖြေတဲ့အခါတဲ့ number ဖြေတဲ့အခါကျဥပမာက somewhere IELTS တို့ဖြစ်ဖြစ်တခြား TOEFL တို့တခြား English exam တွေဖြေတဲ့အခါ speaking exam ဖြေတဲ့အခါပေါ့နော်ဒီလိုမေးခွန်းမျိုးမေးလာရင်ねဘာတွေပါအောင်ဖျက်အောင်လဲဆိုတော့ကိုလုပ်တဲ့ specific action ပေါ့နော်ခုနကပြောလို့ဆိုရင်အဝတ်ချေချက်ပြီးတော့ဝတ်ချေဘယ်လိုဝတ်လဲဆိုတော့ဖော်ပြတင်ပါတယ်ဒီတော့ဟိုအဲ့လူတံကာကိုအတွက်ဘယ်လို items တွေတုံးလဲဆိုတာကိုထည့်ပြီးတော့ဖြည့်တင်ပါတယ်ဘော exam ပေါ့နော်ဥပမာဖြည့်ထားလို့မျိုးဖြည့်တင်ပါတယ်အဲ့ဒီမျိုးဖြည့်မှလည်းကိုကမေးခွန်းကို you should understand ပေါ့နော်
တေတေချာနားလည်လို့ဖော်ပြနိုင်မှာဖြစ်ပါတယ် So I hope you learned something from this video and try to apply the vocabularies and tips in your real life. Thank you. See you in the next video. Number 4 questions, right? Question. Okay. Thank you. Bye.